ရက်ကွက်ရှိနီးဖျားနဲ့အနီးဆုံးရိုဟာရဲ့နောက်ကျောကရက်ကမြေကွက်တစ်ကွက်လေးပါဗျလမ်းကတော့ P20 ရှိမယ်ကွန်ကရစ်ခင်းထားပြီးသားအခုပြမယ့်မြေကွက်ကတော့ဒါလေးပါဗျသူကမျက်နှာစာကသူက60ရှိမယ်အနောက်ကိုတစ်ဖက်ကို90ရှိရတစ်ဖက်ကို90ရှိရအလဲတက်တက်ကနေသူကပိုင်းထားတယ်ဗောနော်နှစ်ကွက်ဗောဟိုဘက်တစ်ကွက်ခါကျတော့သူက2200ခေါ်ထားတယ်ဗျဒီဘက်အကွက်က2200ခေါ်ထားတယ်30 80ဗောနော်တစ်ဖက်ကို90ပါမယ်နောက်ပြီးတော့ဒီဘက်တစ်ကွက်ခါကျတော့2400ခေါ်ထားတယ်ဗျတော်တော့80 90ရှိမယ်ရေပါမယ်မီးပါမယ်အိမ်နံပါတ်ပါမယ်ဗျပြီးတော့ဒီနားမှာ80ပါကျွန်တော်တို့ရေတွင်းတူးလို့ရမယ်ဗောနော်အဲ့ဒီတော့မိတ်ဆွေတွေကဒီမြေကွက်ကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ကလောမျိုးမှာရှိတဲ့မြေကွက်တစ်ခုကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ကျွန်တော်အသေးသေးကြည့်လို့ရအောင်လို့ application တစ်ခုလုပ်ထားပြီးတာရှိတယ်ဗျနာမည်ကတော့ Usana Land လို့ခေါ်ပါတယ်ဗောနော်ဒီ application မှာဗျဒီမှာဆိုရင်တော့ကျွန်တော်တို့ကလောမှာရှိတဲ့မြေကွက်တွေအကုန်လုံးအသေးစိတ်အကုန်လုံးကျွန်တော်ဒီမှာထပ်ထားပေးပါတယ်ပြီးတော့ Google Map အပါအဝင်ကျွန်တော်တို့360 video အစပြီးတော့တပ်ပုံကနေအကုန်လုံးအသေးစိတ်ထပ်ထားပေးတာဖြစ်တဲ့မိတ်ဆွေတို့အမှဝင်ပြီးတော့ကြည့်မယ်ဆိုရင်သူရဲ့ဈေးနှုန်းကနေလည်းကျွန်တော်တို့ရှာလို့ရမယ် location ကနေလည်းရှာလို့ရအောင်ကျွန်တော်အသေးစိတ်ဖန်တီးပေးထားတာရှိရဗျာကျွန်တော်တို့အဲ့ဒီ application မှာပြန်တွေ့ပါမယ် thank you so much